အားလုံးပဲမင်္ဂလာပါရှင် Audio Boat ပိုင်း Hot Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရွှေတကုံဖျားပေါ်ကပိတ်တာကြီးများအကြောင်းကိုစီစဉ်တင်ဆက်သွားပါမယ်ရဟန်းနာကြီးဟုထင်ရှားကြော်ကြားခဲ့တဲ့သိန်းကူဆရာတော်ဘုရားကြီးနဲ့ဝိဆာဆရာတော်ကြီးဒေးရဲဆရာတော်နှစ်ပါးတို့နဲ့အတူအကျွန်ုပ်တို့မိသားစုဟာသိန်းကူဆရာတော်ကြီးရဲ့ထေရုပတ္တိရေးတဲ့တူအကာလိကောဥပိုလ်တို့ဟာ1980ခုနှစ်နွေရာသီညတညမှာရွှေတကုံစီတော်ဘော်ကိုသွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ရွှေတကုံစီတော်ဘော်ရဲ့တဲမှာလက်ဝဲရစ်ပူဇော်ရန်ရှေ့မှသွားပြီးကျွန်ုပ်ကိုဆွဲတော်ဆရာတော်ဘုရားကြီးကခေါင်းခေါက်ပြီးလက်ရရစ်ပက်ရန်မိန့်ကြားခဲ့ပါတယ်။ထိုအချိန်မှာဥပိုလ်ကဆွဲတော်ဆရာတော်ဘုရားကြီးကိုရှောက်ကြားခဲ့တယ်။ဘာတွေမြင်လို့ပါလဲဖေ။ပိတ်တာကြီးတွေပြည့်နေတာပါပဲဘလို့ပုံတရံနေလဲဖုံဖုံဗဇက်ကသေးသေးလေးတွေနဲ့ခန္ဓာကိုယ်ကအကြီးကြီးတွေပါပဲသူတို့ကဘာတွေလုပ်နေတာလဲထမင်းလုံးတစ်စိတ်ကိုစားဖို့ဗဇက်သေးကိုအတင်းထည့်နေရတယ်မဝင်မှုဖြစ်နေတယ်အရန်စားလောင်မှုတိတ်ပြီးတချို့ကစားလွန်းလို့အော်ဟစ်နေကြတယ်အိုးဘလို့အကြောင်းအရာနဲ့ရောက်ရှိလာခဲ့တဲ့ပိတ်တာတွေလည်းအရှင်ဖျားဖျားငွေတွေဖျားပစ္စည်းတွေကိုမစစ်မကြည်ယူခဲ့တဲ့သူတွေပေါ့မလုတ်အသင့်မနာတွေကိုလုတ်ခဲ့တဲ့ငမိုက်သားတွေပေါ့သူတို့ကိုမေတ္တာပို့လို့ကျွတ်နိုင်မှသေးသလားဟင်ဖုံမောသူတို့ရဲ့အဖြစ်ကအရန်ကြီးလွန်းနေနှစ်ပေါင်းမရေမတွက်နိုင်အောင်ဝစ်ကြွေးတွေခံရရအောင်မယ်ဥပိုလ်ကအကူအညီရလို့ရညာသင်းအင်ကူဆရာတော်ကြီးကိုလှမ်းပြီးကြည့်လိုက်မိတော့တယ်သင်းအင်ကူဆရာတော်ကြီးကလည်းဥကောင်းကိုတဆက်ဆက်ညှိနေပါတော့တယ်ဒါတွေကတော့ဆရာတော်တွေရှိစဉ်ကကျွန်ုပ်မှတ်မိခဲ့တဲ့အဖိုးတန်စကားတွေပဲဖြစ်ပါတော့တယ်ခင်ဗျာ